လူတယောက်ရဲ့စိတ်စေတနာကတိတ်ကိုအရေးကြီးပါတယ်ကိုဘာလေးပဲတွေ့တွေ့ဘာလေးပဲပြောပြောဘာလေးပဲလုပ်အဲ့ဒီအတွေးတွေအပြောတွေအလုပ်တွေရဲ့တွန်းအားကကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စေတနာပဲဖြစ်ပါတယ်ကောင်းတဲ့စိတ်စေတနာလေးတွေနဲ့တွေးလိုက်တာပြောလိုက်တာလုပ်လိုက်တဲ့ရလက်တိုင်းကကိုယ့်စီကိုကောင်းမွန်လာပါတယ်ကံတရားပုံစံလေးတွေနဲ့တရားလာတတ်ပါတယ်မကောင်းတဲ့စိတ်စေတနာဆုံးနဲ့ဒီလူတရားကိုနှိမ်လိုက်မယ်ဝေဖန်အပြစ်တင်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဝေဖန်ပြစ်တင်ခံရခြင်းတွေကကိုယ့်စီကိုအချိန်မရွေးပြန်ရောက်လာတတ်ပါတယ်ဒါကြောင့်စကားလေးတစ်ခုပြောရမယ်ဆိုရင်ကိုမှန်ထဲမှာအရင်ကြည့်ပြီးကိုအရင်ပြောကြည့်လိုက်ပါဒီစကားကိုသာပြောခဲ့ရရင်ဘယ်လိုခံစားရမလဲဆိုတဲ့အတွေ့အလေးနဲ့ကိုချင်းစာနာတဲ့စိတ်ကလေးထိလိုက်တဲ့အခါမှာတော့လူတယောက်ပေါ်မညာမတာပြောဖို့နှုတ်ဆွဝင်လေးလာတတ်ပါတယ်လူတယောက်ကကံကောင်းနေဆိုတာသူ့ရဲ့ကာယကံဝစီကံမနောကံသုံးပါးစလုံးကိုကောင်းမွန်စွာထင်ထင်ရှားရှားတယ်လို့ဖြစ်ပါတယ်လူတယောက်ကဆိုရဲဆိုတာမကောင်းတဲ့စိတ်စေတနာဆိုနဲ့တွေးကြံပြောဆိုလုပ်ကင်နေတယ်လို့ဖြစ်ပါတယ်ကိုကပေးလိုက်တဲ့စိတ်စေတနာရဲ့တန်ဖိုးနဲ့ထိုက်တန်တဲ့ဘဝမျိုးကိုပဲပိုင်ဆိုင်ခွင့်ရကြတာမို့စိတ်စေတနာကောင်းလေးတွေထားဖို့လိုပါတယ်မကောင်းတဲ့စိတ်စေတနာဆိုတခုကိုယ့်ရဲ့အတွေ့အကြုံဝင်လာပြီးဆိုရင်တခြားသူတွေကမသိနိုင်ရင်တော့ကိုယ်တိုင်ကတော့သိနေပါတယ်အဲ့လိုအခါမျိုးမှာကိုယ့်ရဲ့စိတ်ကိုကောင်းတဲ့ဘက်စီချက်ချင်းပြောင်းလဲယူရပါတယ်စိတ်စေတနာလေးတွေကောင်းမွန်လှပလာတာနဲ့အမျှကိုယ့်ဘဝကလည်းလှပကောင်းမွန်လာမှာသိကြပါတယ်